ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ကျွန်တော်တို့ငယ်ငယ်တုန်းကအဲ့ရဝင်ပုံပြင်ဖြစ်ခဲ့တဲ့အာလာဒင်မိခွက်ဆောင်ဘလူးဇာတ်ကားလေးပဲဖြစ်ပါတယ်အာလာဒင်ဟာမိရမဲ့တယောက်ဖြစ်ပြီးအပူဆိုတဲ့မြောက်ကလေးနဲ့ကပိုင်းနိုင်တဲ့အလုပ်ကိုလုပ်ပြီးအသက်မွေးနေတိုင်တယ်။စိတ်ရပေမဲ့စိတ်ထားကောင်းသူဖြစ်ပြီးသူတစ်ပါးပေါ်လဲကူညီတတ်ပါသေးတယ်။ဒီနေ့တော့တိုင်းပြည်ရဲ့မင်းသမီး Jasmine ဟာတာမန်ပြည်သူတယောက်လိုဝတ်စားစီရင်ကဈေးထဲမှာလှည့်ပတ်နေချိန်ဘိုက်စာနေတဲ့ကလေးတယောက်ကိုတွေ့တာကြောင့်မုတ်ကိုယူကျွေးမိရာဆိုင်ရှင်ကငွေတောင်းခံတဲ့အခါမှာငွေမပေးနိုင်တာကြောင့်ပြဿနာဖြစ်နေစဉ်အာလာဒင်ကရောက်ရှိလာပြီးဝင်ရောက်ဖြန့်ပြေးဖြည့်ရှင်းပေးခဲ့တယ်။ဆိုင်ရှင်ကနောက်ဆုံးမှာရဲမက်တွေကိုခေါ်လိုက်တာကြောင့်အာလာဒင်နဲ့မင်းသမီး Jasmine လည်းနှစ်ယောက်စလုံးတယောက်တလန်းစီပြေးကြရတော့တယ်။မြို့ထဲလမ်းမများပေါ်အကျွမ်းထွင်ရှိတဲ့အာလာဒင်ဟာရဲမက်များကိုအမျိုးမျိုးအယူလုပ်ရင်းသူ့နေစီတို့ဦးတီကပြေးလွှမ်းနေခဲ့တယ်။တစ်ဖက်မှာတော့တိုင်းပြည်ဝန်ကြီးချုပ်ဖြစ်တဲ့ဂျပါဟာမော်ကုန်းကူတဲကမော်မီကွက်ကိုယူပေးဖို့ရန်အတွက်စိန်လိုစိတ်နှလုံးသားဖြူစင်တဲ့သူကိုလိုက်လံရှာဖွေနေတာပဲဖြစ်တယ်။ရဲမက်တွေလက်ကနေသူတို့နှစ်ယောက်လွတ်မြောက်ပြီးတဲ့နောက်မှာတော့အာလာဒင်ကမင်းသမီး Jasmine ကိုသူ့အိမ်သို့အလဲခေါ်သွားခဲ့တယ်။ Jasmine ကမိမိမင်းသမီးဖြစ်ကြောင်းကိုမပြောသေးပဲအာလာဒင်ကလည်းမိမိရဲ့ဘဝအမှန်ကိုဖုံးကွယ်ထားခဲ့တယ်။သူတို့နှစ်ယောက်ဟာအချိန်တိုတွင်းမှာရင်းနှီးသွားကြပြီးခဏနေမှာတော့သူမဟာနန်းတော်သို့ပြန်ရမည်ဆိုကအလင်းအမြန်ပဲထွက်ခွာသွားတော့တယ်။ Jasmine ရဲ့လက်ကောက်ကိုအဘူကခွေးယူထားတာကြောင့်သူကပြန်သွားပေးဖို့ရန်အတွက်ဆုံးဖြတ်လိုက်တယ်။နန်းတော်မှာတော့မင်းသမီး Jasmine ဟာတခြားသောတိုင်းပြည်ကမင်းသားတစ်ပါးနဲ့ဂျင်ယာတွေ့ဆုံပွဲကျင်းပနေတာဖြစ်ပါတယ်။ဝန်ကြီးချုပ်ဂျဖာကမင်းကြီးကိုအခြားသောတိုင်းပြည်တွေကိုကျူးကျော်တိုက်ခိုက်ဖို့ရန်အတွက်ဖိအားပေးနေခဲ့တယ်။မင်းသမီး Jasmine ကိုလည်းအခုရောက်ရှိလာတဲ့မင်းသားနဲ့လက်ထပ်ယူပြီးနိုင်ငံချစ်ကြည်ရေးအတွက်လှုံ့ဆော်မှုရန်အတွက်အတင်းအကျပ်ဖိအားတွေပေးနေခဲ့တယ်။ဒီအချိန်မှာတော့အာလာဒင်ဟာနန်းတော်တွေကိုခိုးဝင်ပြီး Jasmine ရဲ့လက်ကောက်ကိုပြန်သွားပေးဖို့ရန်အတွက်စ조사အားထုတ်နေခဲ့တယ်။ဒီဖြစ်စဉ်တစ်ခုလုံးကိုဂျဖာရဲ့စကားပြောတတ်တဲ့ငှက်ကအဆအဆုံးမြင်တွေ့သွားကသခင်ထံသို့အလင်းမြန်သွားပြီးအကုန်လုံးကိုပြောပြလိုက်တော့တယ်။အာလာဒင်ဟာနန်းတော်အဆောင်တွေကိုနီလမျိုးစုံသုံးကဖျက်ကျော်နိုင်ခဲ့ပေမဲ့သူ့ကိုတစုံတယောက်စောင့်ကြည့်နေတယ်ဆိုတာကိုသတိမထားမိခဲ့ဘူးမင်းသမီး Jasmine ရဲ့အခန်းကိုနောက်ဆုံးမှရှာတွေ့ပြီးလက်ဖေးလာဖို့သူရောင်ဆောင်ကအခန်းတွင်းသို့ဝင်ပြီးမင်းသမီးနဲ့နှစ်ယောက်တည်းစကားပြောကလက်ကောက်ကိုလည်းပြန်ပေးနိုင်ခဲ့တယ်မင်းသမီးရဲ့ခေါင်းစည်းကလစ်ကိုဖြုတ်ကနောက်တစ်ခါလာတွေ့လျင်ပြန်ပေးမိဟုဆိုကအခန်းတွင်းမှာထွက်ခွာခဲ့တယ်ပြန်လန်းတွင်မထင်မှတ်ပဲနန်းတော်ဆောင်ရဲမှတ်များရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်ဂျဖာနဲ့ရဲမှတ်ချုပ်ကအာလာဒင်ကိုတိုက်ကန်နိုင်ရတဲ့ရှိမော်ကုန်းကူအထဲ၌ရှိသောမော်မီကွက်ကိုယူဖို့ရန်အတွက်စိတ်ခိုင်းခဲ့တယ်အာလာဒင်လည်းလှိုင်ကိုတဲသို့ဝင်သွားတဲ့အခါဘာမှမမြင်ရပဲအောက်သို့ရှော့ချသွားခဲ့တယ်။ဟိုဒီလျှောက်ကြည့်ရင်ကော်စောပြန်လေးတကူကြောက်ခဲကြတဲ့ညနေတာကိုမထုတ်ပေးလိုက်ရမှာကော်စောပြန်လေးနဲ့သူနဲ့တကယ်ချင်းနေဖြစ်သွားကြတော့တယ်။အာလာဒင်ကမိခွက်ကိုရရှိတာနဲ့တပြိုင်နက်မြောက်ကလေးဟာလည်းတားမြစ်ထားတဲ့ဗဒများကိုထိမိလိုက်တာကြောင့်အန်ဒီရဲတွေသူတို့စီတို့ရောက်ရှိလာပါတော့တယ်။အကုန်လုံးပြိုကျပျက်စီးချိန်မှာတော့ကော်စောပြန်ရဲ့အကူအညီနဲ့အာလာဒင်နဲ့အဘူတို့ကအကူအပေါက်ဝတေးရောက်အောင်သွားနိုင်ခဲ့တယ်။မိခွက်ကိုသာအမိရလှမ်းယူပြီးဂျဖာကအာလာဒင်ကိုကဲတင်ပြီးဆုလက်တွေပေးမဲ့အစားဖနက်စာသားကျွေးခဲ့တယ်။အဘူကသခင်ကိုကဲတင်ပြီးဂျဖာကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ကော်စောပြန်ကလည်းနောက်တစ်ချိန်အာလာဒင်နဲ့အဘူတို့ကိုကဲတင်ခဲ့ပြန်တယ်။ဂျဖာပြင်ရောက်တဲ့ခါမှာတော့မိခွက်ကသူနဲ့မပါလာတာကိုသတိပြုမိတော့တယ်။ဂူရဲ့ထွက်ပေါက်ဟာပိတ်သွားတာကြောင့်အဘူအာလာဒင်နဲ့ကော်စောပြန်တို့ဟာဂူထဲမှာပဲပိတ်မိသွားတော့တယ်။မိခွက်ကတော့အဘူနဲ့အတူပါလာတာကြောင့်ကော်စောပြန်ကမိခွက်ကိုထိုးပြပြီးတခုခုလောက်ရန်အာလာဒင်ကိုပြောဆိုနေခဲ့တယ်။အာလာဒင်လည်းမိခွက်ကိုပုတ်တိုက်လိုက်တဲ့ခါမှာတော့မိခွက်အတွင်းမှာမိခွက်ဆောင်ဘလူးကအပြာရောင်လင်းတဲ့ကြီးနဲ့ရုတ်တရက်ထွက်ပေါ်လာတာကြောင့်အာလာဒင်လည်းစကားမပြောနိုင်အောင်အံ့ဩမင်သက်ပြီးငြိမ်သက်နေပါတော့တယ်။မိခွက်ဆောင်ဘလူးကတော့လိုရာစု3ခုတောင်းနိုင်ကြောင်းအာလာဒင်ကိုရှင်းပြနေခဲ့တယ်။ဒီလိုနဲ့အာလာဒင်ဟာပထမဆုံးဆူတောင်းနေနဲ့ဂူထဲကနေအပြင်ကိုရောက်ဖို့ရန်အတွက်ဆူတောင်းလိုက်တယ်။အာလာဒင်ကမင်းဆိုရင်ရောဘာဆူတောင်းမလဲဟုမိခွက်ဆောင်ဘလူးကိုမေးတဲ့အခါမှာသူကတော့ငါလွတ်လပ်ဖို့ရန်အတွက်ဆူတောင်းပါပဲလို့ပြန်ပြောတယ်။ဒါပေမဲ့ဒီဆူတောင်းကိုမိခွက်ပိုင်ရှင်ဖြစ်တဲ့သူတခင်ကဆူတောင်းမိမှပဲသူ့ဘဝကလွတ်လပ်မှာဖြစ်တယ်။အာလာဒင်ဟာမင်းသားတစ်ပါးဖြစ်ဖို့ရာအတွက်ဆူတောင်းပြီးတော့မင်းသမီး Jasmine နေထိုင်ရာနန်းတော်စီသို့လက်ဆောင်ပနာအချွေရံမြောက်များစွာအလုံးရင်းနဲ့ချီတက်သွားပါတော့တယ်။နန်းတော်ထဲသို့ရောက်ရှိတဲ့အခါမှာတော့ကမ္ဘာပေါ်မှာမရှိတဲ့နိုင်ငံရဲ့နာမည်ကိုပြောတာကြောင့်မကြားဘူးဖြစ်နေပြီးမင်းသမီးကိုစိတ်ဆိုးအောင်ပြောမိတာကြောင့်မင်းသမီးလည်းနေရာမှာလှည့်ထွက်သွားခဲ့တယ်။ညဘက်ရောက်တော့နန်းတော်ထဲမှာကပွဲရှိတာနဲ့အာလာဒင်လည်းမိခွက်ဆောင်ဘလူးရဲ့ကျေးဇူးကြောင့် Jasmine နဲ့အတွဲညီညီတွဲကဖြစ်ခဲ့တယ်။မင်းသမီး Jasmine ရဲ့ရန်ရည်တော်ကိုပါထုတ်ဖို့ရန်အတွက်မိခွက်ဆောင်ဘလူးကိုဆေလွတ်ခဲ့ပြီးသူကတော့မင်းသမီးနဲ့နှစ်ကိုယ်တည်းတွေ့ဆုံဖို့ရန်အတွက်နဲ့မင်းသမီးကိုကော်စောပြန်စီးရန်အတွက်ဖိတ်ခေါ်ခဲ့တယ်။အာလာဒင်ကမင်းသမီးနဲ့အတူကော်စောပြန်အတူစီးရင်တယောက်နဲ့တယောက်နဲ့ပုံမရင်းနှီးမှုရရှိကအပြန်မှာတော့မင်းသမီးကိုလိုက်ပို့ပေးရင်းနဲ့နှုတ်ဆက်အနှံ့တွေပါချွေပစ်လိုက်တော့တယ်။
ဂျက်ဖာကအာလာဒင်ကိုမှတ်မိသွားတာကြောင့်သူ့ဘက်များကိုလှုပ်ခါပန်းစီကိုင်းပြီးမိကွက်ဘက်မှလဲလို့မေးတဲ့အခါမှာမဖြေတာကြောင့်ရေထဲသို့တွန်းချခဲ့တယ်။မြောက်ကလေးနဲ့ကော်စောပြန်ဟန်မိကွက်ကိုယူပြီးအာလာဒင်ပြုတ်ကျသွားတဲ့နေရာကိုအလင်းအမြန်ပစ်ချပေးပေမဲ့အာလာဒင်ဟာတတိတက်မေမျောသွားပြီးမိကွက်ကိုထိမိတာကြောင့်မိကွက်ဆောင်ဘလူးကထွက်လာပြီးအာလာဒင်ကိုကူညီကယ်ဆယ်ပြီးအဆောင်သို့ပြန်လည်ပို့ဆောင်ပေးခဲ့တယ်။နောက်တစ်နေ့မှာတော့အာလာဒင်နဲ့မင်းသမီးဂျက်စမင်းတို့ဟာပူးပေါင်းပြီးဂျက်ဖာရဲ့မယုံမှကောက်ချစ်မှုတွေကိုဖော်ထုတ်ကြပေမဲ့ဂျက်ဖာဟာမင်းကြီးကိုသူ့တောင်ဝင်းနဲ့ညှို့နေတာကိုအာလာဒင်သိသွားတာကြောင့်တောင်ဝင်းကိုယူကာရိုက်ချိုးပစ်လိုက်တော့တယ်။မင်းကြီးဟာဂျက်ဖာကိုချက်ချင်းဖမ်းပြီးတော့ထောင်သွင်းအချင်းချစေတော့တယ်။မင်းကြီးလည်းအာလာဒင်ကိုကျေးဇူးတင်မဆုံးပြက်ကဂုဏ်ပြုချီးမွမ်းစကားတွေပြောဆိုတော့တယ်။မိကွက်ဆောင်ဘလူးကအာလာဒင်ကိုမင်းသမီးကိုအမှန်တိုင်းဖွင့်ပြော၍ဝန်ခံတဲ့ကြောင်းပြောပေမဲ့အာလာဒင်ကဆက်ပြီးဟန်ဆောင်ခြင်းကြောင်းပြောတဲ့နှစ်ဦးသားသဘောထားမတိုက်မဆိုင်ဖြစ်ကမိကွက်ဆောင်ဘလူးလည်းမိကွက်တွေသို့ပြန်ဝင်သွားတော့တယ်။အာလာဒင်ကစိတ်တူတူနဲ့အပြင်ထွက်လာချိန်မှာတော့ဂျက်ဖာငှက်ကအာလာဒင်ကိုစောင့်ကြည့်နေခဲ့ပြီးသူတကယ်တမ်းသောအကြောင်းကြားကဂျက်ဖာကလည်းလမ်းမှာမိကွက်ကိုဝင်၍ခိုးယူသွားပါတော့တယ်။ဂျက်ဖာကမိကွက်ကိုရရှိတဲ့ချိန်မှာတော့ဝမ်းသာအားရနဲ့ပုတ်လိုက်ချိန်မိကွက်ဆောင်ဘလူးကိုမြင်တွေ့တဲ့အခါအလုံးကိုပျော်ရွှင်သွားတော့တယ်။ဒီလိုနဲ့ဆူတန်ဟာနန်းတော်သို့ပြန်လာပြီးပထမဆုံးဆူတောင်းအနေနဲ့ဆူတန်ဘရင်ဖြစ်ခြင်းကြောင့်တောင်းဆိုပြုလိုက်တော့တယ်။မိကွက်ဆောင်ဘလူးကလည်းသူ့ဆူတောင်းတိုင်းဆူတန်ဘရင်ဖြစ်အောင်သူ့စွမ်းအားတွေနဲ့အစွမ်းကုန်လုပ်ပေးတော့တယ်။အာလာဒင်ကလည်းဒီချိန်ချမှာသူ့ရဲ့မော်မီကွယ်ပျောက်ဆုံးသွားတာကိုစတင်ပြီးတော့သတိပြုမိတော့တယ်။ဒီချိန်မှာတော့နန်းတော်ထဲမှာအပြောင်းလဲတွေဖြစ်နေပြီးဂျက်ဖာကဆူတန်ဖြစ်လာကစစ်သားအလုံးကဂျက်ဖာရဲ့အမိန့်ကိုပဲနာခံတော့တယ်။ဒါပေမဲ့မင်းသမီးဟာစစ်သူကြီးကိုရအောင်နားချနိုင်ခဲ့တဲ့အတွက်စစ်သူကြီးလည်းနောက်ဆုံးမှာတော့နားလည်သွားပြီးဂျက်ဖာကိုဖမ်းဆီးဖို့ရန်အတွက်ရဲမက်တွေကိုအမိန့်ပေးတော့တယ်။ဒီအချိန်မှာပဲဂျက်ဖာဟာဒုတိယဆူတောင်းအပြည့်ကမ္ဘာအစွမ်းထက်ဆုံးမော်စီယာတယောက်ဖြစ်နေတယ်လို့ဆူတောင်းပြီးစစ်သူကြီးနဲ့မင်းသမီးရဲ့ကြားကိုအမောက်ဖြစ်အောင်လုပ်လိုက်တော့တယ်။ဒီအချိန်မှာပဲအာလာဒင်ဟာတိတ်တဆိတ်ဝင်ရောက်လာပြီးမော်မီခွက်ကိုခိုးယူဖို့ရန်အတွက်စူးစမ်းပေမဲ့ဂျက်ဖာရဲ့ဖမ်းယူခြင်းကိုခံလိုက်ရပြီးဂျက်ဖာကအာလာဒင်ဟာတခိုးတယောက်သာဖြစ်ကြောင်းအမှန်တိုင်းဖွင့်ပြောတာကိုခံလိုက်ရတော့တယ်။ဒီလိုနဲ့ဂျက်ဖာဟာအာလာဒင်ကိုကမ္ဘာကြီးရဲ့အဆုံးသတ်နေရာကိုပို့ဆောင်ပေးလိုက်တော့တယ်။မင်းကြီးကဂျက်ဖာကိုတရားချဖို့လုပ်တာကြောင့်ဂျက်ဖာကမင်းကြီးကိုသူ့မော်ပညာနဲ့ပြူစားလိုက်တော့တယ်။အဘူနဲ့အာလာဒင်ဟာလမ်းပြောင်းနေကြပြီးကော်စောပြန်ကလည်းသူတို့စီတို့ရောက်ရှိလာခဲ့တယ်။ဂျက်ဖာဟာမင်းသမီးဂျက်စမင်းကိုသူ့အဖေနဲ့အချက်ကင်ကလက်ထပ်ပွဲကိုအတင်းစီစဉ်ခဲ့တယ်။မင်းသမီးဂျက်စမင်းကလည်းဂျက်ဖာထံမှမိခွက်ကိုခိုးယူပြီးနန်းတော်အောက်သို့ခုန်ချကအာလာဒင်ရဲ့ကော်စောပြန်နဲ့အတူထွက်ပြေးသွားတော့တယ်။ဂျက်ဖာကသူ့ရဲ့မော်တက်ပညာနဲ့ငှက်ကိုအကြီးကြီးလုပ်ပြီးအာလာဒင်တို့ရဲ့ကော်စောပြန်နောက်သို့လိုက်ရန်စိတ်ခိုင်းခဲ့တယ်။မိလူဆဲဆဲဖြစ်နေချိန်တွင်ဘရင်ကြီးကဂျက်ဖာကိုဝန်တိုက်လိုက်တာကြောင့်ဂျက်ဖာရဲ့တောင်ဝဲလွတ်ကျကအာလာဒင်တို့လည်းမိခွက်ကိုပြန်လည်ရရှိသွားခဲ့တယ်။ဂျက်ဖာဟာသူ့ရဲ့မော်ပညာတွေကိုအစွမ်းကုန်ထုတ်သုံးပြီးလေပွေတကူဖန်တီးကမိခွက်နဲ့အာလာဒင်တို့အုပ်စုကိုပါနန်းတော်တွင်သို့ခေါ်ယူလိုက်တော့တယ်။ဂျက်ဖာဟာမိခွက်ကိုပြန်လည်ရရှိတာကြောင့်သူ့ကိုယ်သူစွမ်းအားအကြီးဆုံးဟုကြီးညာကအပျော်ကြီးပျော်နေခဲ့တယ်။အာလာဒင်ကဂျက်ဖာကိုမိခွက်ဆောင်ဘလူးကပေးတာကြောင့်အမြဲတမ်းဒုတိယနေရာသာရရှိပြီးမိခွက်ဆောင်ဘလူးကသာပထမဖြစ်တယ်လို့ပြောဆိုလိုက်တယ်။ဒါကြောင့်ဂျက်ဖာဟာတတိယဆူတောင်းအနေနဲ့စကြဝဠာရဲ့အင်အားအကြီးဆုံးနံပါတ်1ဖြစ်ခြင်းနဲ့ဆိုပြီးဆူတောင်းလိုက်တဲ့အခါမှာသူကိုယ်တိုင်မိခွက်ဆောင်ဘလူးတယောက်ဖြစ်သွားတော့တယ်။သခင်ရဲ့ခိုင်းစေမှုဘာမှမလုပ်နိုင်တဲ့မိခွက်ဆောင်တူကဘဝဟာခင်မရှိလျက်မိခွက်ထဲသို့ပြန်ဝင်သွားပြီးနေရတယ်ဟုဆိုကမိခွက်ကိုယူကအဝေးဆုံးတနေရာသို့လွှတ်ပစ်လိုက်တယ်။အာလာဒင်ဟာသူ့ရဲ့အမားတွေအတွက်မင်းသမီးနဲ့ဘရင်ကြီးကိုတောင်းပန်ဝန်ချခဲ့တယ်။မိခွက်ဆောင်ဘလူးဟာပြေးသွားတဲ့ကော်စောပြန်လေးကိုသူ့တကူနဲ့အကောင်းတိုင်းဖြစ်အောင်ပြန်လုပ်ပေးခဲ့တယ်။အာလာဒင်ကသူ့ရဲ့နောက်ဆုံးဆူတောင်းကိုသူ့ကိုယ်ကျိုးစီးပွားအတွက်ဘာတစ်ခုမှမယူပဲမိခွက်ဆောင်ဘလူးဒီဘဝမှာလွတ်မြောက်ဖို့ရန်အတွက်သူဆူတောင်းပေးခဲ့တယ်။ဘရင်ကြီးလည်းနောက်ဆုံးမှာမင်းသမီးကိုဆက်ခံသူအဖြစ်အသိမှတ်ပြုပြီးမင်းသမီးဂျက်စမင်းလည်းအာလာဒင်နဲ့ရုံးမိချပေါင်းတင်သွားကဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်။ပရိသတ်ကြီးလည်း movie record တွေကြည့်ရတာသဘောကျနှိမ့်ချိုက်တယ်ဆိုရင် subscribe လေးကိုနှိပ်ပေးသွားပါအောင်ခင်ဗျာ။